အားလုံးပဲရှိနာမဖြစ်မင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ဆိုတော့အခုတပံပြန်လဲပြီးတော့မှအသက်ရှင်တော်ဖခင်ရဲ့ဂုဏ်တော်ချီးမွမ်းခွင့်ရတဲ့အတွက်အသက်ရှင်တော်ဖခင်နာမကပအဆက်ဆက်ပုံကြီးရဲ့မင်္ဂလာရှိပါစေဆိုတော့ဒီနေ့ကတန်မိုးရှိတဲ့သူဆိုတဲ့တခြင်းလေးနဲ့အသက်ရှင်တော်ဖခင်ကိုချီးမွမ်းခြင်းနဲ့စာသားကိုနားဆင်ရင်းနဲ့နှလုံးသွင်းခွန်အားယူဖို့ရအတွက်လည်းညီကိုမောင်မအားလုံးဖိတ်ခေါ်ချင်ပါတယ်ကိုရိုရွေးထားတဲ့သားသမီးတွေမို့စင်ကြရဲ့နေဘသူအသက်ရှင်စို့မနာလို့မုန်းတီးခြင်းသူတစ်ပါးအပြစ်ပြောတတ်သလားတခင်ယေရှုရဲ့နှုတ်ထွက်တော်စကားယံသူကိုပဲသိချင်ရမည်ဒီဆုံးမစကားလေးအမြဲမှန်ရပါလိမ့်ကိုယ်တော်ပေးထားတဲ့သဝိညာဉ်ဟာကဘာတစ်ခုလုံးထက်တန်ဖိုးကြည့်ပါတယ်နေချင်တဲ့လူတွေကဒီတိုင်းပဲရေစုံမျောတော့မလားတခင်ယေရှုရဲ့မိန့်မကစကားငါကိုယ်တိုင်အသက်လမ်းဖြစ်သည်နောင်တနဲ့လမ်းခဲ့ပါသူချွေးပွေကြုံမေလူမျိုးပေါင်းတို့ရဲ့သခင်ကိုတောင်းကြလို့တောင်းလေရလိမ့်မည်ခဲရရဲ့ထမမျောလင်းခြင်းမဲ့သူကြောင့်ကူညီမစားနေမဲ့သင်ကိုချစ်တဲ့သခင်ယေရှုအမြဲတမ်းရှိနေအသက်ပေးချစ်တာယေရှုခရစ်တော်ပါကိုယ်တော်ပေးထားတဲ့သဝိညာဉ်ဟာကဘာတစ်ခုလုံးထက်တန်ဖိုးကြည့်ပါတယ်နေချင်တဲ့လူတွေကဒီတိုင်းပဲရေစုံမျောတော့မလားတခင်ယေရှုရဲ့မိန့်မကစကားငါကိုယ်တိုင်အသက်လမ်းဖြစ်သည်နောင်တနဲ့လမ်းခဲ့ပါသူခွင့်လုံးနေမယ်ဒီလောကကြီးရဲ့ရှင်လူမျိုးပေါင်းတို့ရဲ့သခင်ကိုတောင်းကြလို့တင်တောင်းလေရလိမ့်မည်အခက်ခဲရဲ့ထမမျောလင်းခြင်းမဲ့သူကြောင့်ကူညီမစားနေမဲ့သင်ကိုချစ်တဲ့သခင်ယေရှုအမြဲတမ်းရှိနေသင်ဘဝအတွက်ဆိုအသက်ပေးချစ်တာယေရှုခရစ်တော်ပါဒီလောကကြီးရဲ့ရှင်လူမျိုးပေါင်းတို့ရဲ့သခင်ကိုတောင်းကြလို့တင်တောင်းလေရလိမ့်မည်ခက်ခဲမျောလင်းခြင်းမဲ့သူကြောင့်ကူညီမစားနေမဲ့သင်ကိုချစ်တဲ့သခင်ယေရှုအမြဲတမ်းရှိနေသင်ဘဝအတွက်ဆိုအသက်ပေးချစ်တာယေရှုခရစ်တော်ပါအမြဲတမ်းရှိနေသင်ဘဝအတွက်ဆိုအသက်ပေးချစ်တာယေရှုခရစ်